အားလုံးပဲမင်္ဂလာပါရှင်ဆရာမဒီနေ့ပြောပြပေးသွားမှာတော့ဗောနော်ဒီ17လပိုင်းအတွင်းမှာ17လပိုင်းတစ်လလုံးမှာဗောနော်ကံကောင်းမဲ့9ရက်သားသမီးနေ့နယ်လေးတွေကမှာဘယ်နေ့သားသမီးလေးကံကောင်းမဲ့ဆိုတဲ့အကြောင်းအရာကိုပြောပြပေးသွားမှာဖြစ်တယ်ဗောနော်အဲ့တော့17လပိုင်းမှာကံကောင်းမဲ့နေ့နယ်သားသမီးလေးတွေကတော့တနင်္လာသားသမီးတနင်္ဂနွေသားသမီးအင်္ဂါသားသမီးနဲ့တောက်ကြသားသမီးလေးတွေပဲဖြစ်ပါတယ်နော်အဲ့တော့ဒီနေ့နယ်သားသမီးလေးတွေကတော့တခြားအခုဆရာမပြောရတဲ့ဒီမှာမပါတဲ့ဒူတွေထက်ဆလို့ရှိရင်တော့ကံကောင်းခြင်းတွေပုံမှုပြီးတော့ရှိမယ်စူးစမ်းအစိုက်ထုတ်မှုဖြစ်မော်နော်အောင်မြင်မှုတွေပို့ပြီးတော့ရရှိစေနိုင်တယ်ငွေကံတွေကောင်းမယ်မေတ္တာကြီးတွေလည်းတခြားသူတွေထက်ပို့ပြီးတော့အဆင်ပြေနိုင်တယ်ဗောနော်အဲ့တော့ဆရာမအခုပြောသွားတဲ့ဒီမှာမပါသွားတဲ့နေ့နယ်သားသမီးလေးတွေကလည်းဒါကိုကပို့ပြီးတော့စူးစမ်းအစိုက်ထုတ်မှုတွေကိုစူးစမ်းပြီးတော့အောင်မြင်မှုတွေကိုရယူရမှာပဲဖြစ်ပါတယ်နော်အဲ့တော့မိမိရဲ့နေနယ်လေးတွေကံကောင်းတဲ့နေနယ်လေးတွေမှာပါမပါဆရာမကိုမှတ်ပြီးတော့ပါအောင်ရှင်။နောက်လဲစိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုဆရာမကပြောပြပေးနေဦးမှာဖြစ်တဲ့အတွက်ဆရာမရဲ့ page လေးကို like and follow လေးပြုလုပ်ခဲ့ပေးဖို့အတွက်မမေ့ပါနဲ့ရှင်။အားလုံးကျေးဇူးအထူးတင်ရှိပါတယ်နော်။